ဒီနေ့တွေ့တာလေးပေါ့နော်ဒါလေးကိုကျမ်းမာရေးဘူးတော့လာပြောပြတာပေါ့ကွာသူကဘာလဲဆိုတော့ဈေးပေါ်နဲ့ကျမ်းမာရေးထိခိုက်တဲ့ဟာဘာလဲဆိုတော့ကြိုက်ခဲပြောက်စီနောက်တစ်ခုဒါကျမ်းမာရေးဝန်ကြီးဌာနလည်းကိုင်နေပါပြီစေးဆိုင်တွေကိုအန်တီဘိုယိုတစ်တွေပို့သက်ဆေးတွေဆံဝင်ညွှန်ကြားချက်ပါမှာဆံဝင်လက်ပါမှာရောင်းတယ်အဲ့ဒါအပြင်ကိုကြိုက်ခဲပြောက်စီလည်းကန့်သက်တဲ့တယ်ကျွန်တော်တို့ဒီမနက်ကလာတဲ့တယောက်ဆိုရင်ဒါတောသူတောင်သားပေါ့နော်လေယာလုတ်တယ်အလုတ်ချမ်းလုတ်တယ်အမျိုးသမီးသွေးတို့လည်းမရှိဘူးနော်စီးကြိုလည်းမရှိဘူးနော်ဒါပေမဲ့ကြောက်ကပြတ်သွားတယ်ကြောက်ကပြတ်တာမှာ creatinine ကလည်း6ကျော်နေပြီသူရဲ့ EGFR လို့ခေါ်တဲ့ဟာ EGFR လို့ကြောက်က function က10အောက်ပဲရှိတယ်6ပဲရှိတယ်ပြောရင်အဆင့်5ပေါ့ကွာ CKD ဆို grade 5ပေါ့အဆင့်5နောက်ဆုံးအဆင့်ပေါ့ failure အဆင့်ရောက်နေပေါ့နော်ဈေးနယ်ပဲထိန်းထားရတယ်2023 24တဲ့ထိထားတယ်အဲ့တော့သူ့ရဲ့ကြောင်လိုက်ရှာကြည့်ကသွေးတိုးကြောင်လည်းမဟုတ်ဘူးစီးချိုကြောင်လည်းမဟုတ်ဘူး auto immune ကြောင်လည်းမဟုတ်ဘူးเนาะအဲ့တော့ကြောက်ကက်ယောဂလားဆိုလည်းမဟုတ်ဘူးမွေးရပါကြောက်ကက်အားနေတာရှိတယ်ကြောက်ကက်တစ်ဖက်သေးတာရှိတယ်ကြောက်ကက်ကြီးတာလည်းရှိတယ်ဒါကြောက်ကက်ကလည်းတစ်ခါတည်းရောင်တာလည်းရှိတယ်မက်ဂါလီလည်းရှိတယ်တော့ကာဒီယိုမက်ဂါလီလိုပဲနှလုံးကြီးသလိုပဲအသေးကြီးသလိုပဲကြောက်ကက်ကြီးတဲ့ယောဂလည်းရှိသေးတယ်ကြောက်ကက်ယောဂကြောက်ကက်မှာယောဂနှစ်ခုပဲရှိတယ်ကြောက်ကက်ကိုယ်နိုင်မှာဖြစ်တဲ့ယောဂကြောက်ကက်ယောဂဥမာကြောက်ကက်ရေအိတ်တွေတာတို့မွေးရပါကြောက်ကက်အားနေတာကြောက်ကက်အလုံးတစ်ဖက်ကသေးတာ hot shoe kidney ဆိုတာရှိတယ်ကြောက်ကက်ကျုံနေတာတစ်ဖက်ကကြောက်ကက်မပါဘူးအဲ့လိုယောဂကြောင့်ဖြစ်တဲ့ကြောက်ကက်အားနေလို့ကြောက်ကက်ဆေးလဲရတယ်ကြောက်ကက်လဲလိုက်တာယောဂတစ်မျိုးအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အနေထိုင်စားတော့မှားလို့သွေးတို့နှလုံးစီးချိုကြောင့်နော် auto immune ကြောင့်ဖြစ်တဲ့ကြောက်ကက်ယောဂတစ်မျိုးနှစ်မျိုးရှိတယ်ကြောက်ကက်မှာနှစ်မျိုးရှိတယ်အဲ့ဒီထဲမှာအဲ့ဘာကြောင့်မှားတာလဲဆိုရင်သွေးတို့နှလုံးစီးချိုမဟုတ်ဘဲနဲ့အကြိုက်ခဲပျောက်စေးတွေတောက်တာဒါကိုပြောချင်တယ်အဲ့နှစ်မျိုးမှာတစ်မျိုးကတော့ကံကြောင့်ဖြစ်တယ်ကန်စိုးလို့ကန်နှိမ့်လို့မွေးရပါကိုကြောက်ကအားနေလို့ထားတော့ဒါသူ့ရဲ့ပါလာတာအကြောင်းပါတာနောက်အကြောင်းကတော့ကိုညံ့လို့ကိုမသိလို့ကိုအားလို့ကျမ်းမာရေးဘူးဆိုတာမရှိလို့ဖြစ်ခံကိုဖြစ်ကိုခံအဲ့ဒါကြောင့်ဒါကမြန်မာနိုင်ငံနဲ့လည်းမဆိုင်ဘူးကိုရဲ့ကျမ်းမာရေးဘူးဆိုတာအတိလို့တယ်ကိုရှိမာကလည်းဆိုင်တော့ဆိုင်တယ်ဒါကျမ်းမာရေးဝန်ကြီးဌာနတွေလုံနေတယ်သူတို့လူကြီးတွေလုံနေတယ်ဥမာဆေးတွေဆိုတော့ဘာပဲခုဆံဝင်လက်မှတ်ပါမှရောင်းတော့တယ်ဘာညာဆိုတော့ဒါဝဲကံပဲအများကြီးတိုးတက်လာရင်တော့ဒါပေမဲ့ဆက်ဆေးတွေနေဒီမှာရှိနေတော့မယ်အဲ့ဒီမှာဘာတွေတုံးတာလဲဆိုရင် ibuprofen တွေ diclofenac တွေတခါလေ DEXA တွေထည့်ပြီးပေါင်းဆက်ပြီးတော့ကြိတ်ထည့်လိုက်တာအဲ့လိုမျိုးဆက်ဆေးတွေတောက်ပြီးတော့ကြောက်ကက်ပြတ်သွားတဲ့သူတွေအများကြီးမြန်မာနိုင်ငံမှာအများကြီးပဲအဲ့ဒါပြောချင်တာတခုခုဆိုရင်နယ်ဘက်ကလူတွေကဆေးထိုးမှကြိုက်တာဆရာဝန်တွေ GP တွေလည်းအဲ့ဟာကိုပြင်ရမှာကျွန်တော်ဆိုလုံးဝစိတ်မထိုးဘူးဆယ်စုနှစ်ကျော်ပြီလွန်ခဲ့တဲ့စိတ်ကမှ2 နှစ်လောက်ရှိပြီလွန်ခဲ့တဲ့10နှစ်ပိုင်းနေစိတ်ထိုးတယ်နောက်ပိုင်းဒီဘက်ဆယ်စုနှစ်လွန်ခဲ့တဲ့10နှစ်ပိုင်းကျွန်တော်လုံးဝစိတ်မထိုးတော့ဘူးစိတ်မထိုးဖို့ပဲနဲ့သူတို့လူနာကိုရှင်းပြတယ်တော့မလိုပဲနဲ့စိတ်မထိုးနဲ့ဆိုးစွာကြိုက်ခဲပြောက်စေတယ်သူတို့အမြန်ပြောက်ချင်တာအမြန်တတ်တာချင်တာကျွန်တော်လုပ်ခဲ့တာတွေပါဒါပေမဲ့ကျွန်တော်စိတ်ရင်ကိုမလုပ်ချင်